ရခိုင်ပြည်မှာမိုးတဲထက်စွာရွာသွန်းတာကြောင့်မြို့နယ်ပေါင်းစုံမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ရေဘေးဒဏ်ကြောင့်စစ်ဘေးရှောင်စခန်းတွေပါရေနှိမ့်မြုပ်ပြီးဒေသခံတွေအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။မြောက်ဦးမြို့နယ်ဂါရာတောင်စစ်ရှောင်စခန်းမှာရေအမြင့်ပေ9ပေလောက်ထိတက်လာတာကြောင့်အိမ်ထောင်စု80နီးပါးကစစ်ဘေးရှောင်200ကျော်ဘေးလွတ်ရာကိုအရေးပေါ်ရွှေ့ပြောင်းနေရပါတယ်။စစ်ဘေးရှောင်တွေဟာစစ်ပဋိပက္ခကြောင့်အိုးဝိတ်စွန့်ခွာလာရပြီးမှအခုလိုတဘာဝဘေးကိုထက်မဲ့ရင်ဆိုင်နေရတာပါ။ဒါအပြင်တောက်ကုန်းမြို့မှာလည်းချောင်းရီရှမ်းမှုကြောင့်ရက်ွက်တော်တော်များများမှာရေနှီးမြုပ်နေပြီးတွာလာရီအခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။ဒီရေကြီးမှုဟာနှစ်20အတွင်းအမြင့်ဆုံးစံချိန်ဖြစ်လာနိုင်တယ်လို့ Global Fast ကတတိပေးထားတယ်လို့ရက်ွက်နဲ့ကြေးရွာ80ကျော်မှာရေနှီးမြုပ်နေတယ်လို့ ULA ရဲ့လူသားချင်းစာနာထောက်ထားမှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ကထုတ်ပြန်ထားပါတယ်။ဒါတင်မကပဲကြောက်တော်မြို့နယ်ကလန်တယ်မြစ်အတွင်းမှာလည်းအမီမသိလူတွေအလောင်းတချို့မျောပါလာတာကိုတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါဟာပလဲဝဘက်ကဆက်လက်နှင်းမြုံမှုတွေကြောင့်ဒေသခံတွေကယူဆနေကြပြီးပျောက်ဆုံးနေတဲ့ကြောက်သား2ယောက်အတွက်လည်းစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။မူဆလာရဲ့တတိပိချက်အရရခိုင်ပြည်မှာရေကြီးမြေပြိုမှုတွေထပ်မံဖြစ်ပွားနိုင်တာကြောင့်ဒေသခံတွေအထူးတတိပြုကြဖို့လိုအပ်နေပါတယ်။စစ်ပေးရှောင်းတွေအတွက်တော့လက်ရှိအချိန်မှာအခြေခံစားသောက်ကုန်နဲ့အရေးပေါ်အကူအညီတွေအလွန်လိုအပ်နေတဲ့အခြေအနေမှာရှိနေပါတယ်။